နေခင်းကြောင်တောင်အိမ်မက်မက်ယုံနဲ့တင်တစ်စက္ကန့်တိုင်းကျင့်စဉ်တန်ခိုးတွေအလိုလျောက်တိုးနေပါလားနာကတော့ရှေးဘဝကအမှတ်ဉာဏ်တွေကိုအသုံးချပြီးကျင့်ကြံယုံနဲ့အရှိန်ဟုန်ပြင်းပြင်းတိုးတက်နိုင်တယ်နာကတော့ဝိညာဉ်ပေါင်း16000ကိုစုပ်ယူဝါမျိုးပြီးတန်းစင်လိုက်ယုံနဲ့ကျင့်စဉ်တွေရလာမှာနေပေါင်းဒါနဲ့ငါကဘာလို့ဒီလိုတတ္တဝါစံကြီးဖြစ်သွားရတာလဲငါလူဝင်စားဖြစ်သွားတာဒါပေမဲ့မင်းတူးနေရဲ့မြေနှက်ပေါက်စလေးဖြစ်သွားပြီးအိပ်ပျော်ယုံနဲ့အကန့်အသတ်မရှိကြီးထွားလာမဲ့စနစ်ကိုပါရထားတဲ့အိတ်နေယုံနဲ့တစ်စက္ကန့်ကိုတန်ခိုးတမတ်တိုးနေမှာဆိုတော့လဲအိတ်နေရင်နဲ့တင်မိစ္ဆာနှဖျားရဲ့ထိတ်ဆုံးကိုရောက်သွားတော့မှာပေါ့ငါအရှင်မင်းကြီးပြန်လဲမွေးဖွားလာတာစိမ့်ဆိုနေတဲ့မြေစိမ့်ပေါက်စလေးဖြစ်လာပေမဲ့ကံကောင်းတာကရှေးဘဝကကျင့်စဉ်မှတ်ဉာဏ်တွေကြံခဲ့တယ်နေတိုင်းကြိုးစားကျင့်ကြံပြီးမိစ္ဆာအပြောက်ဖြစ်လာအောင်လုပ်မယ်ရှေးဘဝကရန်ညိုးတွေကိုကလဲ့စားချေဖို့ဆိုတာလက်တကမ်းกว่าပဲနာကတော့ဖြူဖက်ဖြူလျော်မြေဖြူပေါက်စလေးဖြစ်ပြောင်းလဲမွေးဖွားလာတာကံကောင်းတာကတေခြင်းတရားကိုလှည့်စားပြီးဝိညာဉ်ပြောင်းတဲ့နေလန်းကြောင့်မှတ်ဉာဏ်တွေကြံခဲ့တယ်အခုလောလောဆယ်ငြိမ်ငြိမ်လေးနေပြီးကျင့်စဉ်တွေအမြန်ဆုံးပြန်ရအောင်လုပ်ရမယ်မိစ္ဆာလောကတဲ့ကိုဝင်ပြီးဝိညာဉ်လန်တော်ကိုပြန်ထိန်းချုပ်နိုင်ဖို့ကလည်းတိတ်မလို့တော့ဘူးမအိတ်ခင်မှာငါမှမေးခွန်းတစ်ခုရှိသေးတယ်ဒီမြေလေးနှစ်ကောင်ကငါရဲ့မောင်နှမတွေထင်နေပြီးတော့ငါကသူတို့ရဲ့စိတ်အာရုံတွေကအတန်တွေကိုကြားနေရတယ်လို့ပဲငါအရှင်ပြန်လဲနိုးထမလာခင်နောက်ထပ်တန်တရားတစ်ခုရှိသေးတယ်ဒီမြေစွမ်းမရှိတဲ့နှစ်ကောင်ကငါရဲ့မောင်နှမတွေလားငါနဂါဖြစ်သွားတဲ့အခါငါရထားလုံးကိုဆွဲခိုင်းဖို့မြင်းလို့သုံးရရင်အကောင်းသားဒါတွေကိုဝဝလင်လင်ကြွေးထားပြီးမှဝိညာဉ်လန်တွေကအဓိကဝိညာဉ်ဖြစ်တက်ဆင်ပြရင်တိတ်ကောင်းပါပဲအမလေးမြေဆိုးမြေတွေပါမြင်းလုံးမလို့လားဝိညာဉ်လန်တွေထဲမလို့လားလူဝင်စားမဖြစ်ခင်ကတော့နွားလိုမြင်းလိုရုံးခဲ့ရပြီးလူဝင်စားဖြစ်ပြီးတာတောင်ငါ့ကိုမြင်းလောက်ခိုင်းပြီးအဓိကဝိညာဉ်လှုပ်ချင်သေးတယ်ပေါ့လေအားလုံးမှတ်ထားကြစမ်းပါငါကျင့်စဉ်အောင်မြင်သွားတဲ့နေ့ကျရင်မင်းတို့နှစ်ကောင်ကိုငါဆွမ်းပြလိုက်မယ်အဲ့ဒီနောက်မြေပေါက်3ကောင်ဟာကိုစီကျင့်ကြံခြင်းအခြေအနေတွေဝင်သွားကြတယ်မြေစိမ့်လေးနဲ့မြေဖြူလေးရဲ့ဥခွန်ထဲကနေထူးဆန်းတဲ့စွမ်းအင်လိုင်းတွေစတင်ထွက်ပေါ်လာပေမဲ့ငါကတော့သူတို့ရဲ့စိတ်တန်တွေကိုပိတ်ပစ်ပြီးတာဝန်ကျေမောက်အိတ်လိုက်တော့တယ်ဘလောက်ကြာသွားလဲမသိဘူးငါဗိုက်စာလုံးလို့နိုးလာခဲ့တယ်မျက်လုံးဖွင့်လိုက်တာနဲ့ပထမဆုံးပေါ်လာတဲ့အတွေ့ကဖူပန်နာကနေအော်ဒါမှာလိုက်ရမလားဆိုတာပဲဒါပေမဲ့ခေါင်းလက်ကြည့်လိုက်ပြီးကိုဘောကမြေကြီးကွန်တွေကိုမြင်မှပဲအရှိန်ဟုန်နဲ့တတိဝင်လာတော့တယ်။ငါအခုမြေချစ်နေတာပဲ။အဲ့ဒီအချိန်မှာဘေးပညာကဥခွန်တွေကနေခေါင်းလေးတစ်လုံးစီထွက်လာတယ်။အေကီယောမင်းသမီးညီမလေးနဲ့တာအိုဆရာကြီးမောင်လေးတို့လည်းဗိုက်စာနေကြပြီးထင်းတဲ့တကောင်ချင်းစီကစိတ်ထဲမှာအကြံစီကိုစီနဲ့မြေမျက်လုံးလေးတွေနဲ့အပြန်လန်စိုက်ကြည့်နေကြတယ်။သူတို့ရဲ့စိတ်တန်တွေကိုခိုးနားထောင်မိထားလို့လားမသိဘူး။ငါဘာကြောင့်မှမသိနေနဲ့လက်ပြမလုံးဖြစ်မိတယ်ကံကောင်းကျင်တော့အဲ့ဒီအချိန်မှာတင်ငှက်ဦး3လုံးဟာမြေရင်းဝါကနေရှော့တိုက်လိုက်ဝင်လာပြီးငါတို့ရှိနေတဲ့ရှင်းပလက်လင်နဲ့မလန့်မကန့်မှရက်သွားတယ်ဒါကငါတို့ရဲ့အာယုံကိုချက်ချင်းဆွဲဆောင်သွားတော့တာပဲပြီးတော့ငါမျက်စိရှိမှတင်အရေးတစ်ခုဖြတ်ခနဲလှုပ်ရှားသွားပြီးမြေစိမ့်လေးနဲ့မြေဖြူလေးနှစ်ကောင်လုံးဝူးခနဲပြေးထွက်သွားကြတယ်မြေဆိုးလေးတွေအစာလူတာတကယ့်ကိုတွက်လက်ချက်ချပါပေတယ်ချက်ချင်းပဲလူပွဲစားတော့တာပဲသူတို့ကအရင်ဆုံးကိုမီးနဲ့ကိုငှက်ဦးတစ်လုံးစီကိုပတ်ထားပြီးခေါင်းလက်ကအလဲကအကြီးဆုံးငှက်ဦးကိုလန့်ကြိုက်ကြတယ်ဟာသွားပါပြီငါခေါင်းကိုဆက်ခနဲမြောက်လိုက်တယ်ငှက်ဦးက3လုံးမြေက3ကောင်မင်းတို့ကဘာလို့ပိုစားပြီးအပိုးလူကျင်နေရတာလဲမပြေးရင်တော့ထမင်းငှက်တော့မှာပဲစနစ်တတိပေးချက်အင်ရှင်အတွက်တာဝန်သိရှိပါသည်တမာသူကအားနေသူကိုစားတဲ့ကဘာတာဝန်မှာအနုညွတ်မတိတတ်တဲ့ညီမလေးနဲ့မောင်လေးကိုဆုံးမပြီးငှက်ဦးအားလုံးကိုလူယူကပြန်လဲခွဲဝေပေးရန်တာဝန်စုလာဗီဇပြောင်းလဲမှတ်ကြ3ဟဲ့တာဝန်ကိုတွဲပြီးလှုပ်လို့ရယုံတင်မကပဲဆုလက်ပါရဦးမှာလားဟဲငါကအစ်စ်နဲ့မိစ္ဆာရိုင်းဖြစ်နေပြီလေငါရဲ့ငှက်ဦးကိုလူရဲတယ်ပေါ့အေကီယောမင်းသမီးပဲဖြစ်တာအိုဆရာကြီးရဲ့ဖြစ်အားလုံးကိုစော်ပစ်မယ်ငါရဲ့မြေမီးနဲ့ကြီးကိုကျိန်လုံးတစ်ချောင်းလိုလွှဲပြီးမြေစိမ့်လေးရဲ့ခေါင်းကိုပိတ်ရိုက်လိုက်တယ်မြေစိမ့်မလေးခေါင်းကိုထိမှန်သွားပြီးနာလုံးလို့အလဲကငှက်ကိုကြီးကိုကိုက်ထားတဲ့ပါဆက်ကိုလွတ်လိုက်ရယုံတင်မကပဲပတ်ထားတဲ့ငှက်ဦးကိုပါလက်လွတ်လိုက်ရတဲ့မြေလေးတစ်ကောင်လုံးခွေလိုက်သွားတော့တာပဲဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မြေဖြူလေးကအခြေအနေမဟန်မှန်းတိတာနဲ့ချက်ချင်းပါဆက်လွတ်ပြီးသူ့ငှက်ဦးလေးကိုပတ်ကာဆုတ်ခွာဖို့ပြင်တယ်ဒါပေမဲ့နောက်ကျသွားပြီငါရဲ့မြေမီးနဲ့ကြီးကဒုတိယအကြိမ်ထပ်ပြီးပိတ်ရိုက်လိုက်ပြန်တယ်အမီးချင်းတိုက်ခိုက်မိပြီးပြင်းထန်တဲ့ဒဏ်ရာကြောင့်မြေဖြူလေးဟာမြေစိမ့်လေးလိုပဲနာလုံးလို့ပလက်လန်သွားပြီးငှက်ဦးကိုလွတ်လိုက်ရတယ်ဗီဇတ်တိအတိုင်းခနာကိုလိပ်ပြီးဘေးကိုလိပ်ထွက်သွားတော့တယ်ငါလည်းလှပတဲ့အမီးခက်ချက်တစ်ခုနဲ့ငှက်ဦး3လုံးစလုံးကိုငါရှေ့ကိုလက်ယူလိုက်တယ်ဘယ်သူကငါ့ကိုခိုးတိုက်ခိုက်တာလဲသူကတာမန်မြေတော့မဟုတ်ဘူးပဲလူယူရန်ကနာကျင်မှုကိုအောင်အေးပြီးတွားထလာတယ်ခေါင်းမော့ပြီးခိုးတိုက်ခိုက်တဲ့သူကိုကြည့်လိုက်တဲ့အခါသူ့ရဲ့ပန်းရောင်မြေမျက်လုံးလေးနှလုံးပြူးကျဲသွားတော့တယ်ရှူဒီမြေနဲ့စုပ်အတုံးမကျတဲ့အကိုကြီးလားလင်းယုံစီကလည်းလူလဲတဲ့ပြီးတိုက်ခိုက်မဲ့ပုံစံပြင်လိုက်ပေမဲ့ငါရဲ့ပုံစံကိုတေချာမြင်လိုက်ရတဲ့အခါမှာတော့သူ့မိကြီးတောင်တင်းသွားတယ်ဘာလို့လဲဆိုတော့ဒီအကိုကြီးရဲ့ခနာကိုကသူတို့ထက်တဆင့်ပိုပြီးတုတ်ခိုင်ကြီးမားနေလို့ပဲဒါပေမဲ့သူတို့တွေတုံဆိုင်မနေပဲခနာကိုလှုပ်ရှားပြီးငှက်ဥတွေကိုလူဖို့ပြန်ပြေးဝင်လာကြတယ်နာတို့ဒါကိုအရှုံးမပေးနိုင်ဘူးမြေနှစ်ကောင်လုံးထပ်ပြီးအဝေးကိုရိုက်လွင့်ခံလိုက်ရပြန်တယ်တကောင်ပြီးတကောင်မြေပြင်ပေါ်ကျသွားပြီးပြန်ထလာကြတယ်မြေစိမ့်လေးရဲ့မျက်လုံးတွေထဲမှာတော့တွေဝေစိုးရိမ်မှုတွေဖြစ်ပြေးသွားပြီးစဉ်းစားနေတော့တယ်နာကခနာကိုယ်တဲကိုမိစ္ဆာဆွမ်းအင်တွေတွင်းပြီးပြီပဲမိစ္ဆာဆွမ်းအားတဆုံးတစ်ဆက်နဲ့မိစ္ဆာသားရဲ့ဖြစ်နေပြီးဥစ္စာဒီမြေနဲ့စုပ်ကခနာကိုကြီးတာပဲရှိတာဘေးကမြေဖြူလောက်တောင်လင်းတာမဟုတ်ဘူးခုနကတော့တိုက်ဆိုင်မှုပဲဖြစ်ရမယ်အဲ့ဒီနောက်မြေစိမ့်လေးကခနာကိုလှုပ်ရှားပြီးပါဆက်ကိုဟကအစိတ်ဆွဲတွေကိုထုတ်ပြီးငါ့ကိုပြေးကြိုက်တယ်သူကခနာကိုရဲ့ကမိစ္ဆာဆွမ်းအားတွေကိုတုံးလိုက်တာကြောင့်သူ့ကိုယ်ပေါ်မှာစိမ့်နှုတ်ရောင်အလင်းတန်းလေးဖြတ်ခနဲလက်သွားပြီးအရင်ကထက်အများကြီးပုံမြင်လာတယ်အလှခါပဲငါရဲ့အတုံးမကျတဲ့ညီမလေးရာငါကတော့ခေါင်းကိုမလုံမရှက်ပဲထားပြီးအမီးကိုပဲမြောက်ကရှေ့ကနေကာကွယ်လိုက်တယ်မြေစိမ့်လေးကစိတ်ထဲမှာဝမ်းသာအားရအော်ဟစ်ရင်မြေမီးကိုအားရပါရခဲလိုက်တော့တယ်သူကဒဏ်ရာရအောင်ကိုက်ဖို့မလိုပါဘူးနာပြီးတော့မြေနဲ့ကြီးငှက်ဥတွေကိုလွတ်လိုက်ရင်ရပြီလို့တွေးထားတာဒါပေမဲ့သူကိုက်လိုက်မိတဲ့မြေမီးက
သူ့သွားတွေကိုကျိုးမတက်နာကျင်စေခဲ့တယ်ဟဲငါစိတ်ထဲကနေခိုးရလိုက်တဲ့မြေစိမ့်လေးရဲ့လှုပ်ရှားမှုကိုငါပိုင်ဆောင်လို့ရပေမဲ့မျက်ဥလူနေရတာနဲ့အချိန်မဖြုံးကျင်တော့ဘူးငါကဘိုက်ဝအောင်စားပြီးအိယာဦးမှာငါအမီးကိုပြင်းပြင်းလက်ရမ်းပြီးမြေစိမ့်ကြီးမလေးကိုလွင့်ပစ်လိုက်တဲ့တစ်ချိန်တည်းမှာပဲခိုးတိုက်ခိုက်ဖို့လာတဲ့မြေဖြူမောင်လေးကိုလည်းရိုက်ချလိုက်တဲ့မြေဖြူလေးကတော့မြေစိမ့်လေးလိုညာတာမှုမရပဲမျက်နှာကိုတဲ့ရိုက်ခံလိုက်ရတာစိမ့်တကောင်ဖြူတကောင်နဲ့မြေလေးနှစ်ကောင်လုံးထပ်ပြီးလိမ့်ထွက်သွားကြတယ်ငါကတော့မျက်ဥသုံးလုံးကိုကာကွယ်ပြီးမလုံမရှက်ရက်နေလိုက်တယ်လူယူရန်ကလွတ်ထွက်သွားပြီးနောက်ခေါင်းတွေမူးဝေကပြန်သွားထလာတဲ့လင်းယုံစီကတော့ပိုဆိုးတာပေါ့မျက်နှာကောအမီကောနာကျင်နေရှာပြီးမြေနှစ်ကောင်လုံးမယုံနိုင်ဖြစ်နေကြတယ်သူတို့နားမလဲတာကဘာလို့လဲဘာလို့တာမန်မြေနဲ့ပေါက်တစ်ကောင်ကိုမနိုင်ရတာလဲဒီမြေကငါထက်အရင်မွေးတာမှန်ပေမဲ့ငါကမိစ္ဆာစွမ်းအားကိုကျင့်ကြံထားတာလေငါကဝိညာဉ်စွမ်းအားကိုကျင့်ကြံထားတာလေဘလို့လို့မနိုင်ရတာလဲတင်စီးပြီးအနိုင်ကျင့်ခံလိုက်ရတာဘာမျက်မှလည်းမရလိုက်ဘူးမြေနှစ်ကောင်လုံးမြေပြင်ပေါ်မှာဝက်ပြီးငါကိုစိုက်ကြည့်နေကြတယ်ဒီလောက်လှရှားရုံးကန်ပြီးတဲ့နောက်မှာတော့သူတို့တိုက်ခိုက်ဖို့အားမရှိတော့ဘူးမွေးကင်းစမြေပေါက်စတွေပဲမို့ခနာကိုအင်အားကအကန့်တက်ရှိတာပေါ့ဒါပေမဲ့ငှက်ဥတလုံးမှမရလိုက်တာကိုတော့မကျေနပ်ကြဘူးဒီလိုမှန်းသိရင်ဒီလောက်လောဘမကြီးပါဘူးတလုံးကိုအရင်မျိုးချလိုက်ရမှာဒါကနောင်တရနေတဲ့ပုံစံလေးတွေပဲသူတို့ကစိတ်မကောင်းဖြစ်နေပေမဲ့ငါကတော့ရဲချင်းစိတ်ကိုမနှဲအောင်ထားရတဲ့ပြင်ပန်းမှာတော့သူတချောင်းစာအရှိလက်ညှိုးလောက်ပဲတုတ်တဲ့မျိုးလေးနှစ်ကောင်ကကိုအေကီယောမင်းသမီးတို့တာအိုဆရာကြီးတို့လို့သမုတ်ပြီးမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ငါ့ကိုစိုက်ကြည့်နေတာတကယ်ကိုပြဆက်ကြည့်နေရတယ်လို့ပဲအေကီယောမင်းသမီးဖြစ်တော့ဘာဖြစ်လဲတာအိုဆရာကြီးဖြစ်တော့ဘာဖြစ်လဲအခုတော့တိပြီမလားအကိုကြီးစကားကိုမနားထောင်ရင်အရိုက်ခံရမယ်ဆိုတာကဲကလေးတွေကိုဆုံးမပြီးပြီဆိုတော့ငှက်ဥတွေကိုခွဲပေးပြီးဆက်အိတ်တော့မယ်နာခေါင်းမော့ပြီးတစ်ချက်ရှူးခတ်နဲ့အတန်ပေးလိုက်တယ်လူယူရန်နဲ့လင်းယုံစီတို့ကငါခေါင်းမော့ပြီးအတန်ပြူတာကိုမြင်တော့တုံးလို့သွားကြတယ်ဒီကောင်အားရှိသေးလို့သူတို့ကိုထက်ရိုက်ဦးမလို့လားပေါ့ဒါပေမဲ့ပြီးခါမှအကိုကြီးကအမီးဖျားလေးနဲ့သူ့ရှိကငှက်ဥနှစ်လုံးကိုတကောင်ချင်းစီကိုလိမ့်ပေးလိုက်တာကိုမြင်လိုက်ရတယ်မြေစိမ့်နဲ့မြေဖြူဟာချက်ချင်းပဲရှေ့ကိုပြေးတက်ပြီးမိမိတို့စီလိတ်လာတဲ့ငှက်ဥတွေကိုဘာဆက်နဲ့ဖမ်းခဲလိုက်ကြတယ်တစ်ဖက်ကဘာဆက်ထဲမျိုးချရင်တစ်ဖက်ကလည်းမျက်လုံးဝိုင်းလေးတွေနဲ့ငါ့ကိုမယုံနိုင်တယ်လို့ကြည့်နေကြတယ်ဒီမြေနဲ့ဆုပ်ကငှက်ဥတွေကိုသူတို့ကိုပြန်ပေးလိုက်မယ်လို့မထင်ထားခဲ့ဘူးလေအကြီးဆုံးတစ်လုံးကိုခြံထားခဲ့တာဖြစ်ပေမဲ့ပေါ့ဒါဆိုခုနကဘာလို့အကုန်လူသွားတာလဲဘာလို့လဲဆိုတော့တာဝန်အောင်မြင်ခြင်းလို့ပေါ့ဟာငါစိတ်ထဲကနေပြောလိုက်တယ်လူယူရန်နဲ့လင်းယုံစီတို့ကငါရဲ့အတွေးကိုမတိတာမို့ငါထက်လို့မှစိုးရိမ်ပြီးငါ့ကိုတတိထားဆောင်ကြည့်ရင်ငှက်ဥတွေကိုဘိုက်ထဲရောက်အောင်အတင်းမျိုးချနေကြတယ်ငှက်ဥကဘိုက်ထဲရောက်သွားတာနဲ့မြေနှစ်ကောင်လုံးရဲ့မျက်လုံးတွေပြူးကျဲသွားကြတယ်ဒီငှက်ဥကတကယ်ပဲမတာမှန်ဘူးပဲတွေးစွမ်းအင်တွေပြေဝနေုံတင်မကပဲဝိညာဉ်စွမ်းအားတစုံတစ်တောင်ပါဝင်နေသေးတယ်မြေနှစ်ကောင်လုံးတခြားအရာတွေကိုဘျူးမဆိုင်နိုင်တော့ပဲချက်ချင်းခွေလိုက်ပြီးမျက်လုံးပိတ်ကကျင့်စဉ်တွေကိုတုံးပြီးအစာချေချက်ကြတော့တယ်အခုအချိန်မှာသူတို့အတွက်အင်အားတိုးတက်ဖို့ဘလို့အခွင့်အရေးကိုမှလက်လို့မဖြစ်ဘူးလေသူတို့နှစ်ကောင်ရဲ့ကိုယ်ပေါ်မှာတိမ်မွေးရဲ့မြူခိုးလင်းနှန်းလေးတွေရစ်တိုင်းနေတာကိုငါမြင်နေရတယ်အေကီယောမင်းသမီးလေးရဲ့ကိုယ်ပေါ်မှာစိတ်နဲ့ရောင်လင်းတာအိုဆရာကြီးမောင်လေးရဲ့ကိုယ်ပေါ်မှာတော့မွေဖြူရောင်လင်းလေးတွေလျက်ခနဲဖြစ်နေတယ်ဒါကသူတို့ရွေးချယ်ထားတဲ့ကျင့်စဉ်တွေနဲ့ဆိုင်လိမ့်မယ်သူတို့ရဲ့ရှေးဦးစိတ်တန်တွေနဲ့ပေါင်းဆက်ပြီးတွေးကြည့်ရင်ဒီငှက်ဦးကတကယ့်ကိုမယိုးရှင်းဘူးဆိုတာသိတာပါတယ်ငါလဲစဝေးစွာမလုပ်တော့ပဲပါဆက်ဟာပြီးညက်ကိုကြီးကိုစူးစမ်းပန်းစားမျိုးချလိုက်တယ်လက်ဆက်အေးမြတဲ့အရှိန်ဝါတစ်ခုငါရဲ့အစာအိမ်ထဲပြည့်သွားပြီးနောက်နှွေးထွေးရဲ့ခံစားချက်တွေဖြစ်ပေါ်လာကချက်ချင်းပဲအိမ်ငိုက်လာတော့တယ်စနစ်တတိပေးချက်အင်ရှင်အားဂုံပြုပါသည်တာဝန်အောင်မြင်သဖြင့်ဆုလပ်ရရှိပါပြီဘီဇပြောင်းလဲမှတ်ကြ3စွမ်းရည်အစ်စ်နိုးထခြင်းသွေးသွင်းပြောင်းခြင်းအင်ရှင်စားသုံးလိုက်တော့စွမ်းအင်အားလုံးကိုသွေးစွမ်းအင်ဖြစ်ပြောင်းလဲပေးနိုင်သည်သွေးစွမ်းအင်ဇတဇတ်ဂုံပြူပါသည်အင်ရှင်ဒီအဆင့်3မိစ္ဆာအရင်ဖြစ်လာပါပြီဘလောက်ကြာသွားလဲမသိဘူးငါအသက်ရှူကျက်တဲ့ခံစားချက်ကြီးနဲ့နိုးလာခဲ့တယ်ရတယ်တကယ်ကိုရားလုံးလို့ငါခနာကိုမငြိမ်မသက်လှုပ်ရှားမိပြီးတကူလုံးအနှောင်ဖွဲ့ခံထားရတယ်လို့ခံစားနေရတဲ့အရန်ကိုယုံထွက်ချင်နေမိတယ်ရုတ်တရက်ငါသတိဝင်လာတယ်အော်ဒါအရေးကွန်လဲတော့မှာပဲငါချက်ချင်းပဲရှင်းပလက်လင်နဲ့မလန့်မကန်းကကြောက်တုံးတွေစီသွားပြီးအတင်းပုတ်တိုက်တော့တယ်တအောင်လောက်အလုရှုပ်ပြီးတဲ့နောက်မှာတော့ကိုဘော်ကအရေကွန်ဟောင်းကြီးချောမောကျွတ်ထွက်သွားခဲ့တယ်ဟွန်းတက်တာသွားတာပဲငါမြေပြင်ပေါ်ပက်လက်လန်ပြီးတက်ပြင်းချလိုက်တဲ့တကိုယ်လုံးပေါ်ပါလန်းဆန်းသွားတာပဲအမီးဖျားလေးကိုမြောက်ပြီးလှုပ်ခါကြည့်လိုက်တော့ပိုပြီးတုတ်လာတယ်လို့ပဲစနစ်ရဲ့အချက်လက်စာမျက်နှာကိုလမ်းကြည့်လိုက်တယ်အဆင့်တန်းအမီးရွှေရောင်ငကားဖြစ်မိမျိုးနွယ်စိမ့်ပြမျိုးအဆင့်3အဆင့်4တို့ရောက်ရန်သွေးစွမ်းအင်နဲ့900တူညလိုအပ်သည်လက်ရှိသွေးစွမ်းအင်410နှစ်180ခုနှစ်ဝိညာဉ်အဆင့်မွေးဖွားစုဝိညာဉ်အဆင့်ခန္ဓာကိုယ်အဆင့်မွေးဖွားစခန္ဓာကိုယ်အဆင့်ဘီဇပြောင်းလဲမှတ်3သွေးစွမ်းအင်တွေဒီလောက်တိုးလာတာကိုကြည့်ရတာငါအနည်းဆုံး9ရက်လောက်အိပ်ပျော်သွားတာထင်တယ်ဘိုက်ကလည်းပြန်စားလာပြီးတောင်းကွေးနေတဲ့မြေစိမ့်နဲ့မြေဖြူကိုလန့်ကြည့်လိုက်တော့သူတို့ကမလုံမရှက်ကြင်ကြံတော့မဲသူတို့ကဘိုက်မစားကြဘူးလားသူတို့တကယ်ဘိုက်မစားတာလည်းဖြစ်နိုင်ပါတယ်ဒီတန်တရားဝင်လာတဲ့ခါမှာတင်ကိုယ့်ဘာကိုဖြေရသွားတယ်ဘလောက်ပဲကောင်းတဲ့ကျင့်စဉ်ဖြစ်ငါရဲ့စနစ်နဲ့အစာချေဖြတ်တာကိုဘယ်ရှင်နိုင်ပါမလဲငါကအစာချေတာမြင်တယ်လို့ဗိုက်စားတာလည်းမြင်တာပေါ့ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တော့ဂူထဲမှာမြေကြီးကလွဲရင်ကြောက်နိုင်ရန်ပဲရှိတယ်ဩနောက်ထပ်ပစ္စည်းတစ်ခုတော့ရှိသေးတယ်ငါခုနကချွတ်ထားတဲ့အရေကွန်ဟောင်းကြီးကိုတော့ပြန်မစားကျင်ပါဘူးစနစ်တတိပေးချက်အင်ရှင်အတွက်တာဝန်သိရှိပါသည်အစားအစာဖြုံးတီးခြင်းသည်ရှက်ဖွယ်ဖြစ်သည်မြေရေကွန်ကိုစားသုံးနိုင်ပါသဖြင့်မဖြုံးတီးပါနဲ့တာဝန်ကြောင်းရာမိမိမြေရေကွန်ကိုစားပြီးရန်ဆုလပ်ဘီဇပြောင်းလဲမှတ်ကြနဲ့စနစ်မင်းမာတိတ်ခါကောရှိသေးရဲ့လားငါကိုကိုရေကွန်ကိုပြန်စားခိုင်းတဲ့တာဝန်မျိုးပေးရတယ်လို့ငါလူချန်ရှန်ကဒီနေ့ငက်တည်ရင်တည်သွားပါစေမင်းပေးတယ်မပြောကောင်းမဆိုကောင်းဝါလို့တော့တော်တော်ကောင်းသားပဲအမဲသား6အရသာနဲ့နည်းနည်းတူတယ်ငါတမျိုးမြုံဝါရင်စိတ်ထဲကနေရေယူမိတယ်မကြခင်မှာပဲငါရဲ့မြေရေကွန်ကိုကုံအောင်စားလိုက်တယ်ဘိုက်ဝကြီးမဟုတ်ပေမဲ့မစားတော့ဘူးပေါ့ဆက်ပြီး
အိမ်ရင်ကျင့်ကြံတာပဲကောင်းပါတယ်အဆင့်၄ရောက်ဖို့သွေးစွမ်းအင်တွေကိုအိမ်ရင်နဲ့ပဲရအောင်လုပ်ရမယ်သွေးစွမ်းအင်ဇတဇတဲ့ငါအိမ်မောကြနေတဲ့အချိန်မှာဟာငါအဆင့်2ကိုဖောက်ထွက်နိုင်ခဲ့ပြီးစက်တိုက်ဖောက်ထွက်နိုင်တာတကယ်ပဲငါရှင်မင်းကြီးဖြစ်ရကြိုးနဲ့ပါတယ်မြေစိမ့်လေးကကျင့်ကြံခြင်းကနေနိုးလာပြီးမျက်လုံးထဲမှာဝမ်းသာအားရဖြစ်နေတယ်ဒီတစ်ခေါက်ကျင့်ကြံခြင်းရလဒ်ကိုသူတော်လေးကျင့်တဲ့ပုံရတယ်ခနာကိုယ်ရဲ့ကမိစ္ဆာစွမ်းအားတွေကိုခန်းစားရင်းအများကြီးကြီးထွားပြီးတုတ်ခိုင်လာတဲ့မြေနဲ့ကြီးကိုလန့်ကြည့်ကစိတ်ထဲကနေပြောလိုက်တယ်မြေနဲ့ဆုပ်ဒီတစ်ခါတော့မင်းရဲ့မြေသီးချေကိုငါထွက်လာအောင်မရရင်ဘာလို့ဒီလောက်ရားနေရတာလဲလူယူရန်ခနာကိုကွေးပြီးတိုက်ခိုက်ဖို့ပြင်နေတော့မှပဲတကိုယ်လုံးတောင့်တင်းပြီးနေရခတ်တဲ့ရရံမှုကိုခန်းစားလိုက်ရတယ်ချက်ချင်းပဲဘီဇက်တိအတိုင်းကြောက်တုံးရှိရာကိုပြေးပြီးပုတ်တိုက်တော့တာပဲအရေကွန်လဲတဲ့ဖြစ်စဉ်ကချောချောမောမောပြီးဆုံးသွားပြီးခဏအကြာမှာတော့သူအရေကွန်ဟောင်းကိုချွတ်ပစ်နိုင်ခဲ့ပြီးစိမ့်ဆူပြောင်းလဲနေတဲ့ဂျေးကွန်အစ်စ်လေးတွေပေါ်လာတယ်။အော်မြေမျိုးနွယ်တွေအရေကွန်လဲတယ်ဆိုတာဒီလိုခန်းစားချက်မျိုးကိုအရေကွန်လဲတာကသူ့ရဲ့အင်အားတော်တော်များများကိုကုန်ခန်းစေတာမို့ကြောက်တုံးပေါ်မှာပဲနားနေလိုက်တယ်အဲ့ဒီအချိန်မှာမျက်လုံးဝင်းကြည့်လိုက်တော့ရှွတ်ပလက်လင်ပေါ်မှာပြန်အိတ်နေတဲ့ငါ့ကိုမြင်သွားတဲ့စနစ်ကငါ့ရဲ့အဆင့်ကိုဖုံးကွယ်ပေးထားတာမို့အေကီယိုမင်းသမီးဖြစ်ခဲ့ရင်တော့ငါ့ရဲ့ကျင့်စဉ်ကိုမမြင်နိုင်ဘူးလေသူကနာကောင်းရှုံပြီးပြောလိုက်တယ်အတုံးမကျတဲ့ပြင်းရည်တဲ့မျိုးအခုထိအိတ်နေတော့မဲနာရီတွေတောင်ထွက်လို့ဒီကောင်ကအကြီးဆုံးငှက်ဥကိုစားခဲ့တာကိုတွေးပြီးတော့လူယူရန်နှမျောမိသေးတယ်ညမပွင့်သေးရဲ့ကျင့်စဉ်လည်းမသိတဲ့ကောင်ကအလုံးစုံရှိမှဝိညာဉ်အာယုံနေနေပဲအာဟာရဖြစ်မှာပါငါလိုအပြည့်ဝတန့်စင်နိုင်မှာမဟုတ်ဘူးဒါကြောင့်ပဲငါကအစစ်နှစ်မိစ္ဆာရန်ဖြစ်လာတာခုထဲမှာတခြားမျိုးရေကိုမတွေ့တာကြောင့်ဒီကောင်အရေကိုမလဲရသေးဘူးလို့သူထင်နေရဲ့အရေကိုမလဲရသေးပဲဒီလောက်ကြီးနေတာကတော့သွေးမျိုးဆက်ရဲ့အလားအလာကြောင့်ဖြစ်လိမ့်မယ်ဟွန်းအင်အားပဲရှိပြီးအတုံးမချတတ်ရင်လည်းအလားကားပါပဲလူယူရန်စိတ်ထဲကတွေးလိုက်တယ်ငါအခုအစစ်နှစ်ရောက်နေပြီးမင်းကိုမနိုင်ဘူးလို့မယုံဘူးငါနားယူပြီးတာနဲ့ခုနကခံထားရတာတွေကိုပြန်နှောင်းရမယ်အဲ့ဒီအချိန်မှာပဲသူကတစ်ဖက်ကမြေဖြူလေးကိုလည်းသတိထားမိသွားတယ်တစ်ချက်ကြည့်လိုက်ပြီးခနာကိုမက်လိုက်တယ်သူကလည်းတကယ်ကျင့်ကြံနေတာပဲခုနကငှက်ဥလူတုံးကလေးကဒီမောင်လေးကနည်းနည်းထူးဆန်းတယ်လို့ထင်နေတာအခုသူ့ကိုယ်ပေါ်ကဝိညာဉ်စွမ်းအားတွေကိုမြင်ရတော့ငါရဲ့တန်တရားကအမှန်ပဲဒီမြေဖြူလေးကငါလိုပဲညံပွင့်နေတာပဲပြီးတော့ကြည့်ရတာတာအိုကျင့်စဉ်ကိုကျင့်နေတဲ့ပုံပဲဘယ်ကနတ်ဖျားဝင်စားတာလည်းမသိဘူးလူယူရန်စိတ်ထဲကကြံစီနေရဲ့သူ့ကိုအကူအညီဖြစ်တိမ့်သွင်းနိုင်ရင်မစိုးဘူးဒါပေမဲ့ရန်သူလားမိတ်ဆွေလားမတေချာခင်တော့ကိုထောက်ထားကိုအရင်မဖော်ပြတာအကောင်းဆုံးပဲနောက်တစ်စက္ကန့်မှာပဲမြေဖြူလေးရဲ့ကိုဘောကဝိညာဉ်စွမ်းအားတွေလက်ခနဲဖြစ်သွားတာကိုတိလိုက်တာနဲ့သူချက်ချင်းအကြည့်ကိုလွှဲလိုက်တယ်လင်းယုံစီကျင့်ကြံခြင်းကိုအဆုံးသတ်လိုက်ပြီးမြေမျက်လုံးထဲမှာရွှေရောင်လင်းနှန်းတစ်ခုလက်သွားတယ်ငါအစစ်နှစ်ကိုဖောက်ထွက်နိုင်ခဲ့ပြီးလင်မောင်ကျင့်စဉ်ကတကယ်ထူးဆန်းအံ့ဩဖို့ကောင်းတာပဲတာမန်မြေလေးတစ်ကောင်ကိုတောင်အစစ်နှစ်မိစ္ဆာရိုင်းဖြစ်လာစေနိုင်တယ်ဟာပြီးတော့အဲ့ဒီငှက်ဦးကလည်းတာမန်မဟုတ်ဘူးပဲဘာလို့ကူတဲကိုကန်ကောင်းထောက်မစွာလိမ့်ဝင်လာတာလဲငါလူဝင်စားဖြစ်ပြီးပြန်ကျင့်ကြံတာမို့ကောင်းကင်နဲ့မြေကြီးရဲ့ကန်တရားကငါစီရောက်လာတာလားအဲ့ဒီနောက်သူကကူတဲကတခြားမြေနှစ်ကောင်ကိုလမ်းကြည့်လိုက်တယ်ဟွန်းမြေနဲ့ဆုပ်ကဘာလို့ဒီလောက်တောင်ဝါလာရတာလဲမြေစိမ့်လေးလဲကြီးလာတာပဲသူကဘာလို့ကြောက်တုံးပေါ်မှာခွေနေရတာလဲအဲ့ဒါမြေရေခွန်လားလင်းယုံစီရဲ့မျက်လုံးတွေကျုံသွားပြီးသတိထားရင်းနဲ့ကြောက်တုံးစီကိုတွားလိုက်တယ်မကြခင်မှာပဲသူလည်းအရေခွန်ဟောင်းကိုချွတ်ပစ်လိုက်ပြီးလူယူရန်လိုပဲကြောက်တုံးပေါ်မှာခွေပြီးနားနေလိုက်တယ်ကူတဲကမြေပေါက်3ကောင်ထဲမှာတစ်ကောင်ကအိမ်မောကျနေပြီး2ကောင်ကတော့ကိုစီအကျန်စီတွေနဲ့မို့ခဏအတွင်းမှာကူတဲမှာပြန်ပြီးငိမ့်သက်သွားတော့တယ်တောင်းလောက်ကြတော့လူယူရန်ကအရင်ဆုံးလှုပ်ရှားလာတဲ့ကြောက်တုံးကနေဆင်ပြီးရှေ့ကိုနင်းနေသွားကရှင်းပလက်လင်ဘောကမြေနဲ့ကြီးကိုတိုက်ခိုက်မဲ့ပုံစံပြင်လိုက်တယ်ပြီးတော့မှမြေဖြူလေးဘက်ကိုလှည့်ပြီးရှာလေးတလက်လက်နဲ့အချက်ပြလိုက်တယ်သူယုံကြည်တာကတစ်ဖက်လူကသူ့အတိတ်ပဲကိုနားလည်လိမ့်မယ်ဆိုတာပဲဒီမြေစိမ့်ကငါ့ကိုမြေနဲ့ဆုပ်ကိုအတူတူတိုက်ခိုက်ဖို့ဖိတ်ခေါ်နေတာပဲလင်းယုံစီမျက်လုံးတစ်ချက်လက်သွားပြီးဝမ်းမြောက်ဝမ်းသာသဘောတူလိုက်တယ်ကလဲစားမချင်ရင်သူ့စရိုက်မဟုတ်ဘူးလေအဲ့ဒီလိုနဲ့မြေစိမ့်နဲ့မြေဖြူနှစ်ကောင်ဟာစကားမပြောဘဲမဟာမိတ်ဖွဲ့လိုက်ကြပြီးဘညာနှစ်ဖက်ခွဲကမြေနဲ့ကြီးစီကိုတပြိုင်တည်းတိုက်ခိုက်ဖို့ပြင်ကြတယ်သူတို့ရဲ့လှုပ်ရှားမှုကအရန်ကိုတွက်လက်မြန်ဆန်လာပြီးမျက်စိတမိတ်အတွင်းမှာတင်ခုံးလိုက်ကြတယ်မျက်လုံးလိုအရိပ်တွေတောင်ကြမ်းခဲ့ပြီးဘာမှမသိသေးတဲ့တားကောင်စီကိုပြေးဝင်သွားကြတယ်ဒီခဏမှာမြေခန္ဓာကိုယ်တွေတောင့်တင်းသွားပြီးကိုစီစွမ်းအားတွေကိုတုံးလိုက်တာကြောင့်ဂျေးကွန်တွေပေါ်မှာအလင်းဖြော့ဖြော့လေးတွေလင်းလာကပါးဆက်ကိုဟာပြီးအစိတ်ဆွဲတွေကိုထုတ်လိုက်ကြတယ်တစ်ချက်တည်းနဲ့တေးစေနိုင်တဲ့လှုပ်ရှားမှုနဲ့အတူအစိတ်ဆွဲတွေကမြေနဲ့ကြီးရဲ့ကိုယ်ထဲကိုအတီးကျဆိုင်ဝင်တော့မယ်ဒါပေမဲ့သူတို့ကမြေနဲ့ကြီးကိုတက်ပစ်ချင်တာမဟုတ်ဘူးဒါကြောင့်ကိုက်မဲ့နေရာကိုအရင်တုန်းကအရိုက်ခံထားရတဲ့အမီးဖျားနဲ့ခေါင်းထိပ်ကိုပဲရွေးထားတာဟာကိုက်မိပြီးလူယူရန်ဝမ်းသာသွားပေမဲ့ချက်ချင်းပဲအခြေအနေမဟန်မှန်းတိလိုက်ရတယ်ကိုက်မိတာတော့မှန်ပေမဲ့အစိတ်ဆွဲတွေကဂျေးကွန်ကိုမဖောက်နိုင်ဘူးတစ်ချိန်တည်းမှာပဲမကောင်းဘူးလင်းယုံစီလဲကိုက်လိုက်တဲ့အချိန်ကြောင့်သွားရီစီကနေတုံခါမှုလိုင်းတစ်ခုပြန်တက်လာပြီးသွားရင်းတွေပါကျိန်းဆက်သွားတာမို့ချက်ချင်းပါဆက်လွတ်ပြီးလှည့်ပြေးဖို့ပြင်တယ်ငါကတော့ရားကြည့်ကြည့်ခန်းစားချက်ကြီးနဲ့နိုးလာခဲ့တယ်ဘယ်သူကငါ့ကိုလာရရန်အောင်လုပ်နေတာလဲပြီးတော့ဖနှောင်းနဲ့ဥယေပြားကိုလာလုပ်နေတာဒါတကယ်ကိုရုပ်မာလုံးရကြတယ်ငါကတော့ဘီဇက်တိအတိုင်းအမီးကိုတစ်ချက်ဝေ့ရမ်းပြီးခေါင်းကိုခါလိုက်တယ်လူယူရန်နဲ့လင်းယုံစီတို့ကအခြေအနေမကောင်းမှန်းသိလို့ပြေးဖို့ပြင်ပေမဲ့ခေါင်းကိုတဲ့တဲ့အရိုက်ခံလိုက်ရပြန်တယ်ဖုံဆိုတဲ့အတန်နဲ့အတူမြေနှစ်ကောင်လုံးမြေပြင်ပေါ်ပြုတ်ကျသွားကြတယ်ငါလည်းလုံးဝတတိလဲလာပြီးခေါင်းမောကြည့်လိုက်တော့ဟောဘာတွေဖြစ်နေတာလဲစနစ်တတိပေးချက်အင်ရှင်အတွက်တာဝန်သိရှိပါသည်တာဝန်ကြောင်းရာ
အကိုကြီးကိုခိုးတိုက်ခိုက်ရတဲ့ညီမလေးနဲ့မောင်လေးကိုဆုံးမပြီးသူတို့ရဲ့မြေရီကုန်ကိုပြန်စားခိုင်းရန်တာဝန်စုလာဗီဇပြောင်းလဲမှတ်ကြနဲ့စစ်တိုက်တာဝန်အကိုကောင်းတယောက်ဖြစ်ခြင်းစတင်ပါပြီးညီမလေးနဲ့မောင်လေးကိုမနာခံမချင်းဆုံးမနိုင်ရင်ဗီဇပြောင်းလဲမှတ်ကြ9ရပါမည်အဟံမောင်နှမတွေကိုဆုံးမရင်စုလက်ပါရကူးမှလားဒီလိုအခွင့်အရေးမျိုးရှိသေးတာပဲငါချက်ချင်းပဲမကောင်းတဲ့အကြံနဲ့မျက်လုံးကိုမေးလိုက်တယ်ခိုးတိုက်ခိုက်ရဲတယ်ပေါ့အရိုက်ခံရမယ်ငါမီးကိုဝှေ့ရမ်းပြီးချက်ချင်းပြေးဝင်သွားတယ်လူယူရန်ကအခြေအနေကိုကြည့်ပြီးအတင်းခုခံပေမဲ့အမီးနဲ့အဝေးကိုရိုက်လွင်ခံလိုက်ရပြန်တယ်လင်းယုံစီကတော့အခြေအနေမဟန်မှန်းသီးလို့ရှောင်ဖို့ပြင်ပေမဲ့မြို့နဲ့ကြီးရဲ့အရှိန်ကမျက်လုံးလာမှုတူလဲလေထဲကိုပြန်တက်သွားရတဲ့အရာတာကိုခံစားလိုက်ရတယ်ဒါတွေအကုန်လုပ်ပြီးတဲ့နောက်ငါခေါင်းကိုမြင့်မြင့်မော့ပြီးအမီးဖျားနဲ့ကြောက်တုံးသားကမြေရီကွန်တွေကိုညွန့်ပြလိုက်တယ်စားကြဆန်းငါတောင်စားပြီးပြီမင်းတို့မစားလို့ရမလားအမှန်တရားကတက်တေပြနေတာကသူတို့နှစ်ကောင်လုံးတော်တော်ညံကောင်းကြတယ်ငါရဲ့ရည်ရွယ်ချက်ကိုနားလေုံတင်မကပဲအတွေးပါနဲ့ကြသေးတယ်ဒီမြေကဘာတဘောလဲငါတို့ကိုမြေရီကွန်စားခိုင်းနေတာလားငါကအေကီယိုမင်းသမီးလေဘလို့လှုပ်စားရမှာလဲနေပါဦးလူယူရန်ရုတ်တရက်ကြောင်သွားတယ်ဒါဆိုဒီမြေနဲ့စုပ်ကစောစောစီးစီးအရေကွန်လဲပြီးသားပေါ့ပြီးတော့သူ့ရေကွန်ကိုသူပြန်စားလိုက်တာလားခဲ့ပါငါလောလောဆယ်အောင်အေးထားပြီးနောက်မှပြန်ကက်လဲစားချင်မယ်မြေနှစ်ကောင်လုံးစိတ်ထဲကနေမကြေမနက်ဖြစ်နေကြပေမဲ့တုံဆိုင်မနေပဲငါညွန်ပြတဲ့နေရာကိုတွားသွားပြီးကိုယ့်ရေကွန်ကိုပြန်စားကြတော့တယ်ပြီးတော့မှတကယ်ပဲစားလို့ကောင်းတာပဲဒီမြေနဲ့ကဘီဇက်တီအတိုင်းငါတို့ကိုအရေကွန်စားခိုင်းတာပဲစွမ်းရင်တွေပြန်ဖြစ်တင်းဖို့အတွက်ပေါ့ငါကတကယ်ပဲညံကောင်းတာပဲလူယူရန်စိတ်ထဲကတွေးလိုက်တယ်စနစ်တတိပေးချက်တာဝန်အောင်မြင်ပါသည်ဆုလောက်ရရှိပါပြီဘီဇက်ပြောင်းလဲမှတ်ကြနဲ့အဲ့ဒီအချိန်မှာတင်ကိုဝါကနေထူးဆန်းတဲ့အတန်တစ်ခုထွက်ပေါ်လာတယ်ရှူကလေးတွေနိုးပြီလားငါခေါင်းလဲကြည့်လိုက်တော့ကြီးမားလာတဲ့မြေကောင်းကြီးတစ်လုံးကူထဲကိုတိုးဝင်လာတာကိုမြင်လိုက်ရတယ်ဒါငါတို့ရဲ့အမေပဲမြေဖြူကြီးတစ်ကောင်တွားဝင်လာတာကိုမြင်တော့ငါလဲတိကျင်စိတ်နဲ့အနားကိုတိုးသွားမိတယ်မြေကြီးရဲ့မျက်လုံးထဲမှာတော့အခုငါရဲ့ပုံစံကထင်ဟပ်နေရဲ့အလျားခွဲမိတာလောက်ရှိပြီးနေနေဝါလုံးနေရဲ့မြေနဲ့ကြီးတစ်ကောင်ကခေါင်းမော့ပြီးမျက်လုံးဝိုင်းလေးတွေနဲ့စိုက်ကြည့်နေတာတကယ်ကိုညံကောင်းလုံးတဲ့ပုံစံမျိုးထွက်နေတာပေါ့အကြီးဆုံးကောင်ကငါ့ကိုမကြောက်ဘူးပဲမြေမေမေရဲ့စိတ်တန်ကအရန်ကိုနူးညံ့ပြီးထူးဆန်းတဲ့ရက်တက်မှုလေးတွေပါနေတယ်ငါနားတိုးသွားတာကိုသူအရန်ဝမ်းတာနေပုံရတယ်မြေနဲ့လေးကမန်ကောင်းတဲ့မြေစိမ့်နဲ့မြေဖြူကတော့အတုံးမဲငှက်ဥတွေကအတုံးဝင်တယ်နောက်တစ်ခေါက်ထပ်သွားခိုးဦးမယ်ငါမျက်လုံးကိုပုတ်ခတ်လှုပ်လိုက်တယ်ငါနားကြမှားတာလားမြေမေမေကအခုတင်ငှက်ဥထပ်သွားခိုးဦးမယ်လို့ပြောလိုက်တာလားအော်ဒါဆိုခုနကငှက်ဥသုံးလုံးကတူလာကျွေးတာပေါ့ငါကလည်းစဉ်းစားနေတာဘလို့လို့ဒီလောက်တိုက်ဆိုင်ပြီးငှက်ဥသုံးလုံးကွက်တိလိတ်ဝင်လာရတာလဲလို့ပြီးတော့မြေမေမေကငါ့ကိုညံကောင်းတယ်လို့ချီကျူးပြီးမြေစိမ့်နဲ့မြေဖြူကိုတော့အတုံးလေးတွေတဲ့အမေစီကအတိမတ်ပြုမှုကိုရလိုက်တာမို့ငါခေါင်းလဲပြီးမြေစိမ့်နဲ့မြေဖြူကိုရှာထုတ်ပြလိုက်တယ်ပါအီကီယိုမင်းသမီးတို့ဒါအိုဆရာကြီးတို့ဆိုပြီးသူများကလေးရဲ့ခန္ဓာကိုယ်ကိုဝင်စားထားပြီးအမေကိုတောင်အမေလို့မခေါ်ချင်ကြဘူးမင်းတို့ကိုအထင်သေးတယ်ကွာဒီမြေကဘာလို့နေတာလဲငါ့ကိုလာလောင်ပြောင်းနေတာလားဒီလိုမြေကြီးကိုမြင်တာတောင်အနားတိုးသွားရတဲ့အကောင်ကငါ့ကိုလာလောင်ရဲတယ်ပေါ့ဆန်းတော့ဆန်းတဲ့မြေဖြူကြီးကဘာလို့သူ့ကိုမစားပြရတာလဲငါမှညံထဲမှာတော့မြေမျိုးနွယ်တွေကတားချင်းချင်းပြန်စားတတ်ကြတယ်လေဒါပေမဲ့ဒီကောင်ကညံပွင့်နေတာလားတာမန်မိတ်ဆာရိုင်းဆိုရင်အဆင့်9ရောက်မှညံပွင့်တာလေဒီမြေဖြူကြီးကလည်းကိုပေါ်မှာတွင်းကြီးနဲ့မရှိဘူးဆိုတော့အဆင့်9ထက်မကျော်လောက်ဘူးဖြစ်နိုင်တာကတော့သူတို့တခုခုစားမိထားလို့ပဲဖြစ်ရမယ်။အော်ငါနားလဲသွားပြီးဒီဆရာကြီးနှစ်ယောက်ကမြေတွေကိုရေကုန်ကိုပြန်စားတတ်တာကိုမတိကြပဲမြေတွေတားချင်းစားတတ်တာကိုတော့တိကြတယ်ပေါ့မြေမေမေကအခုမှပေါ်လာတာကိုဒီချက်လက်တွေကိုပေါင်းဆက်ကြည့်လိုက်ရင်ငါခြေနေကိုအကြမ်းဖြင်းတိသွားပြီးတာမန်ညံမပွင့်သေးတဲ့မြေတွေမှာမိသားစုစိတ်တက်မရှိကြဘူးဒါပေမဲ့ငါတို့ရဲ့မြေမေမေကတော့ထူးဆန်းတဲ့အခြေအနေတစ်ခုကြောင့်စောစောစီးစီးညံပွင့်နေပြီးညှက်ဥတွေနဲ့ငါတို့ကိုပါညံပွင့်အောင်လုပ်ပေးချင်နေတာပဲဒါဆိုဒီတစ်ခေါက်ငါတော်ကန်ကောင်းတာပေါ့အားကိုးရတဲ့မြေမေမေနဲ့တွေ့ရလို့မြေမေမေမသွားခင်ကငှက်ဥထက်သွားခိုးဦးမယ်လို့ပြောသွားတာကိုတွေးမိတော့ငါငှက်ဥရတာကိုပြန်နှမ်းတမိလာတယ်ပြီးတော့ဘိုက်ကလည်းဆာလာတာမို့ခနာကိုခွေပြီးငှက်ဥတွေရောက်လာမဲ့အချိန်ကိုစောင့်ရင်မိနေလိုက်တော့တယ်လူယူရန်နဲ့လင်းယုံစီတို့ကတော့စိုးရိမ်ထိတ်လန့်နေကြတော့မဲ့သူတို့ကဒီကူကနေထွက်သွားရမလားဆိုတာတွေးဝေနေကြတယ်မြေကြီးပြန်လာပြီးသူတို့ကိုစားပြီးရင်ဒုတိယအကြိမ်လူဝင်စားဖို့အခွင့်အရေးရှိပါဦးမလားတောက်ငါဘာလို့ဒီကူကမလုံခြုံဘူးဆိုတာမေ့သွားရတာလဲအဲ့ဒီမြေဖြူကြီးကဘာလို့ပြန်ထွက်သွားတာလဲသူညံပွင့်နေရင်တော့ငါတို့ကိုကာကွယ်ပေးမှာမို့ကောင်းတာပေါ့ဒါပေမဲ့ငါကအခုအရန်အားနေသေးတယ်ဒီမြေနဲ့စုပ်ကတော့ပြန်အိတ်နေပြန်ပြီးသူဒီလောက်တည်ငြိမ်နေတာကမြေမေမေနဲ့ဆက်သွယ်လို့ရလို့လားဒါမှမဟုတ်အနေရကိုမတိတဲ့အေးမို့လားမဖြစ်ဘူးငါတို့သွားမှဖြစ်မယ်စွန့်စားလို့မရဘူးမြေနှစ်ကောင်လုံးကူထဲကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ကြတယ်စိမ့်တစ်ကောင်ဖြူတစ်ကောင်နဲ့ကူဝက်စီကိုတွားသွားကြရင်မြေနဲ့ကြီးရဲ့ဘေးကနေဖြစ်သွားတဲ့အခါနှစ်ကောင်လုံးတစ်ပြိုင်တည်းရက်သွားကြပြန်တယ်ငါဒီမြေနဲ့စုပ်ကိုမောင်းထုတ်ရမလားသူမသိရင်နောက်ကြရင်900ထားလုံးဆွဲခိုင်းလို့ရသေးတယ်ငါလဲစေတနာထားလိုက်ပါမယ်နောက်ကြရင်တွေ့ရင်ငါရဲ့ဝိညာဉ်လန်ထဲမှာအဓိကဝိညာဉ်ဖြစ်ထည့်ရတာပေါ့ငါမျက်လုံးဖွင့်လိုက်တယ်သူတို့နှစ်ကောင်ကငါ့ကိုပါးစက်နဲ့လာကြိုက်ပြီးနှိုးဖို့ပြင်နေတဲ့အချိန်မှာပဲငါခန္ဓာကိုယ်ကိုမတ်ပြီးအမီးနဲ့သူတို့နှစ်ကောင်လုံးကိုနောက်ပြန်ပိတ်ဆွဲလိုက်တယ်။ခဲပါငှက်ဥသုံးလုံးစလုံးကိုတယောက်တည်းစားရတာလည်းမကောင်းပါဘူးဘယ်မှမသွားကြနဲ့ဒီမှာပဲနေပြီးအမေဥလာပေးတာကိုစောင့်ကြဆန်းမင်းတို့ပြေးမလို့လောက်တာတော့ငါ့ကိုခေါ်ဖို့ကြံသေးလို့ခြံထားပေးလိုက်မယ်။ငါကသူတို့ကိုတားချင်နေတာမို့လူယူရန်နဲ့လင်းယုံစီတို့ဘလောက်ပဲထွက်ပြေးချင်ထွက်လို့မရဘူးပေါ့အချိန်ချင်းစူးစမ်းပေမဲ့ငါကအကုန်လုံးကိုပိတ်ဆို့ထားလိုက်တယ်သူတို့နှစ်ကောင်စိတ်ဆိုးတော့တတ်ထွက်နေတော့မှပဲငါကကူဝါကိုခဏလမ်းကြည့်နေတာကိုမြင်တော့စိတ်ထဲကနေတခုခုကိုရိပ်မိသွားပြီးထွက်ပြေးမဲ့လှုပ်ရှားမှုကိုဖြည်းဖြည်းချင်းရက်လိုက်ကြတယ်မကြခင်မှာပဲကူပြင်ကနေတိမ်မွေးရဲ့လှုပ်ရှားတန်လေးတွေကြားလိုက်ရပြီးင
ငှက်ဥသုံးလုံးဟာတလုံးပြီးတလုံးကူထဲကိုလိမ့်ဝင်လာပြန်တယ်ဧကယောမင်းသမီးနဲ့တာအိုဆရာကြီးတို့ရဲ့မျက်လုံးတွေကျုံသွားကြတယ်တကယ်ပဲရောက်လာတာလားဟာဟာမြွေမေမေပို့ပေးတဲ့ထမင်းကျွေးချိန်ရောက်ပြီးငါဆက်အိတ်လို့ရပြီငါကမြွေမေမေရဲ့ကျွေးမွေးခြင်းကိုခံနေရတာလားအဟင်ငါကျေးဇူးတိတက်ပါတယ်ငါလည်းဘယ်တော့မှအကျွေးမတင်စေရဘူးနောက်ကြရင်အဆက်တရာပြန်ဆက်မယ်ငှက်ဥသုံးလုံးကတကောင်ကိုတလုံးစီပေါ့ဒါပေမဲ့ဒီတစ်ခေါက်ငှက်ဥတွေကအရင်တစ်ခေါက်ထက်အများကြီးပိုကြီးလာပြီးကိုပေါ်မှာအလင်းနှဲလေးတွေတောင်လျက်နေသေးတယ်ဒါဝိညာဉ်စွမ်းအားတွေအပြင်ကိုထွက်နေတာပဲဒါအဆင့်3ထက်မနေတဲ့မိစ္ဆာငှက်ရဲ့ဥပဲဖြစ်ရမယ်ပြီးတော့သွေးမျိုးဆက်မရိုးရှင်းတဲ့ငှက်မျိုးဖြစ်လိမ့်မယ်အမလေးအမေကဘသူ့ကိုတွားခိုးလာတာလဲငါစိတ်ထဲကနေရေယူမိတဲ့ပုံစံကိုကြည့်ရတာအရင်တုန်းကမြွေတွေကိုဖမ်းစားတတ်တဲ့မြွေဖမ်းငှက်ရဲဦးနဲ့အရန်တူတယ်ဒါဆိုအမေကမြွေဖမ်းငှက်မိသားစုကိုပဲကွက်တီလိုက်ခိုးနေတာပေါ့ဒါပြဿနာတက်မလာနိုင်ဘူးလားဒီလိုမိစ္ဆာရိုင်းဦးမျိုးကအရင်တုန်းကဆိုရင်ငါရဲ့စားဖို့ဆောင်တဲ့တောင်ဝင်ခွင့်မရှိပါဘူးလူယူရန်စိတ်ထဲကနေကိုတိတ်ခါကိုဆယ်နေရှာတယ်ငှက်ဥတလုံးအတွက်နဲ့ဧကယောမင်းသမီးရဲ့တိတ်ခါကိုအကြအဆုံးမခံနိုင်ဘူးလေဒါပေမဲ့အခုသူ့ရဲ့ခန္ဓာကိုယ်အတွက်တော့အရန်ကိုအသုံးဝင်နေတာအမှန်ပဲလင်းယုံစီကလည်းစိတ်ထဲကနေကြံစီနေတော့မဲဒါပေမဲ့သူတို့စိတ်ထဲကဘလို့ပဲတွေးငှက်ဥစီကိုပြေးဝင်သွားတဲ့အချိန်ကတော့အတူတူပဲအရေးနှစ်ခုဖြတ်ခနဲဖြစ်သွားပြီးငှက်ဥနှစ်လုံးကိုကိုစီပက်လိုက်ကြပြီးပါဆက်နဲ့အတင်းမျိုးချဖို့ပြင်ကြတယ်သူတို့ကအရင်တစ်ခေါက်ကသင်ခန်းစာရသွားကြပြီလေမြွေနဲ့ကြီးရှိနေတဲ့ရွေပါဆက်ထဲအမြန်သွင်းနိုင်မှာကိုဖြစ်မှာဒါပေမဲ့ငါကသူတို့ကိုဒီလောက်လွယ်လွယ်နဲ့ပေးစားပါမလားငါမှဆက်တိုက်တာဝန်တွေပြီးအောင်လုပ်ဖို့ရှိသေးတယ်လေငါချက်ချင်းပဲပြေးဝင်သွားပြီးအမီးကိုမြောက်ကအတီးကျပိတ်ရိုက်လိုက်ပြန်တယ်ဖုံအရိုက်ခံလိုက်ရတဲ့မြွေနှစ်ကောင်လုံးဘီဇက်တိအတိုင်းငှက်ဥကိုလွတ်လိုက်ရပြီးဘေးကိုလိမ့်ထွက်သွားကြတယ်မြွေစိမ့်လေးကအမီးကိုမြေပြင်ပေါ်တင်းရိုက်ပြီးစိတ်ဆိုးမှန်ဆိုးနဲ့အော်တော့တယ်မြွေနဲ့ဆုပ်ဘာလို့ငါ့ကိုထက်ရိုက်တာလဲဒီတစ်ခါငါတလုံးပဲယူတာလေငါလဲတလုံးပဲလူတာပါဘာလို့ပြစ်ဒဏ်ပေးတာလဲမင်းတို့ကိုရိုက်ဖို့အကြောင်းပြချက်မလိုပေမဲ့ငါကအကိုကြီးဖြစ်တာမို့အကြောင်းပြချက်တစ်ခုတော့ပေးရမှာပေါ့ငါခေါင်းမော့ပြီးအမီးနဲ့ငှက်ဥသုံးလုံးစလုံးကိုစုလိုက်ကအမီးဖျားနဲ့တလုံးချင်းစီကိုရိုးပြလိုက်တယ်ငှက်ဥသုံးလုံးကအရွယ်စားမတူကြဘူးလေလူယူရန်မျက်နှာလေးလိပ်ပြမလုံးဖြစ်သွားရှာတယ်သူရွေးထားတဲ့ဥကအကြီးဆုံးဥဖြစ်နေတာကိုငါကအကျင့်ဖြစ်နေလို့ပါတကယ်ကိုကလေးဆန်လိုက်တာငှက်ဥအရွယ်စားကိုတောင်လူနေရသေးတယ်လင်းယုံစီကတော့မျက်နှာပြက်သွားတယ်ငါသူ့ကိုတစ်ချက်စောင်းကြည့်လိုက်တယ်ဟုတ်ပါပြီမင်းကကလေးမဆန်ဘူးဆိုပြီးဒုတိယအကြီးဆုံးဥကိုတဲ့ပြေးယူတာမလားငါမင်းတို့နဲ့အချိန်ကြာကြီးစကားမပြောချင်ဘူးအမီးနဲ့ပုတ်ပြီးအကြီးဆုံးဥကိုငါနာဆွဲလိုက်တယ်အသက်ရွယ်ရကောခနာကိုရွယ်စားရကောငါကအကြီးဆုံးကိုစားတင်တာပဲကျန်တဲ့ဥနှစ်လုံးကိုတော့လူယူရန်နဲ့လင်းယုံစီလိမ့်ပေးလိုက်တယ်အလက်စားဥကိုဧကယောမင်းသမီးညီမလေးကိုပေးပြီးအငယ်ဆုံးဥကိုတော့တာအိုဆရာကြီးမောင်လေးကိုပေးလိုက်တယ်စားကြတော့ညွေနှစ်ကောင်လုံးငှက်ဥကိုတစ်ချက်ကြည့်ငါကိုတစ်ချက်ကြည့်ပြီးနောက်ကိုယ့်ကိုပက်လိုက်ကြတယ်ရန်တိုက်ပေးတာကိုငါမခံဘူးငှက်ဥတစ်လုံးနဲ့ငါကိုတင်သွင်းလို့မရဘူးအငယ်ဆုံးဥကိုငါကိုပေးတယ်ပေါ့ဟုတ်ပြီတော်တော်ကောင်းတယ်ဒီစရင်ကိုငါမှတ်ထားလိုက်မယ်သူတို့နှစ်ကောင်လုံးငှက်ဥကိုမျိုးချလိုက်ပြီးအရင်တိုင်းပဲကြင်ကြံချင်းအခြေအနေတွေဝင်သွားကြပြန်တယ်အိမ်မပျော်ခင်မှာသူတို့အချင်းချင်းတစ်ချက်စောင်းကြည့်လိုက်ကြသေးတယ်ညွေနဲ့ဆုပ်ကဗျူးဆိုင်စရာမလိုဘူးဒါပေမဲ့ဒီညွေဖြူကတော့မတူဘူးငါဒီတာအိုသမားကိုအနိုင်ယူရမယ်ဒီမြေစိမ့်ကငါလိုပဲလူဝင်စားဖြစ်ရမယ်ဆရိုက်ကအရန်ဆိုးတယ်သူ့ကိုယ်ပေါ်ကမိစ္ဆာစွမ်းအားတွေကိုကြည့်ရတာမိစ္ဆာကျင့်စဉ်ကိုကျင့်နေတာထင်တယ်အရင်ဘဝကမိစ္ဆာမျိုးနွယ်လားလူသားလားမသိဘူးဟာငါမသိတဲ့အခြေအနေတွေဖြစ်နေပါလားသူတို့နှစ်ကောင်ကအချင်းချင်းအထောက်ထားကိုရိပ်မိနေကြပြီးထင်တယ်ပြီးတော့ငါထက်တောင်အချက်လက်တွေပိုသိနေကြသေးတယ်အဲ့ဒီနောက်ငါလည်းရှင်းပလက်လင်ပေါ်ပြန်တက်ပြီးငှက်အိုကြီးကိုမျိုးချလိုက်တော့တယ်ငှက်အိုရည်တွေဘိုက်ထဲရောက်သွားတာနဲ့ဝိညာဉ်စွမ်းအားတွေပြည့်ချန်လာပြီးငါကိုစိတ်လှုပ်ရှားစေခဲ့တယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲစိုးရိမ်စိတ်ကလည်းပိုပြီးကြီးထွားလာတယ်စနစ်ကငါအိပ်ပျော်နေတဲ့အချိန်မှာရတမြဗီဇပြောင်းလဲမှတ်တွေအကုန်လုံးကိုခနာကိုယ်နဲ့ဝိညာဉ်အဆင့်တိုးမြင့်ဖို့အတွက်သုံးလိုက်တယ်ငါပြန်နိုးလာတဲ့အချိန်မှာတော့ရက်ပေါင်း20တောင်ကြာသွားခဲ့ပြီးငါကအရင်ဆုံးနိုးလာခဲ့တာပဲအရေကွန်လဲပြီးအရေကွန်ဟောင်းကိုစားပစ်လိုက်တယ်ပြီးတော့ငါရဲ့အခြေအနေကိုစစ်ဆေးလိုက်တယ်အဆင့်တန်းမျိုးနွယ်စိမ့်ပြမြွေအဆင့်4အဆင့်5တို့ရောက်ရန်တွေးစွမ်းအင်နဲ့900တူညလိုအပ်သည်လက်ရှိတွေးစွမ်းအင်တက်800တက်တူည8ခုနှစ်တွေးစွမ်းအင်တွေဒီလောက်တောင်တိုးလာတာလားခနာကိုယ်နဲ့ဝိညာဉ်စွမ်းအားကလည်းအရင်ကထက်2စနီးပါးတိုးလာတယ်ငါရဲ့ခနာကိုယ်ရွယ်စားကလည်းမီတာဝက်လောက်ရှိတဲ့လိမ့်တုံးလေးကနေအခုဆိုမီတာကျော်ရှည်တဲ့တစ်ကိုင်းသေးစားလေးလိုတုတ်ခိုင်လာခဲ့ပြီငါရဲ့အကြီးကထောက်နာကမြွေလေးနှစ်ကောင်စီရောက်သွားပြီးမကောင်းတဲ့အကြံနဲ့ရှာလေးတလစ်လှုပ်လိုက်မိတယ်ဟဲအကိုကြီးအနေနဲ့ဒီတစ်ခါသူတို့ကိုထက်ရိုက်ဖို့ဘာအကြောင်းပြချက်ရှာရရင်ကောင်းမလဲလူယူရန်နဲ့လင်းယုံစီတို့လည်းတကောင်ပြီးတကောင်နိုးလာကြတယ်ကိုခံစားရတဲ့အင်အားကြောင့်တော်တော်လေးကျေနပ်နေကြပုံပဲငါအဆင့်3ရောက်ပြီဟာညွေနဲ့ဆုပ်ဒီတခါမင်းကိုငါဘလို့လုံးမလဲကြည့်ရသေးတာပေါ့ငါလည်းအဆင့်3ရောက်ပြီဒီတခါတော့အရင်ကအဆက်ကွဲခဲ့တာတွေကိုပြန်နှောင်းရမယ်ညွေနှစ်ကောင်လုံးခေါင်းလဲကြည့်လိုက်တဲ့အခါရှင်းပလင်ပေါ်မှာမမက်ရက်နေရဲ့အစင်းကြောင်းတွေနဲ့တုတ်ခိုင်လာတဲ့တစ်တုံးကြီးကိုမြင်ပြီးကြောင်သွားကြတယ်ဒီကောင်ဘာလို့ဒီလောက်တောင်ကြီးသွားရတာလဲသူထက်ပြီးသွေးမျိုးဆက်နိုးထပ်သွားတာလားငါမျက်စိမားတာလားဘလို့လုံးဖြစ်နိုင်မှာလဲသူငှက်ဥဒီအားလုံးကိုသွေးစွမ်းအင်ဖြစ်ပြောင်းလဲလိုက်တာလားမဖြစ်နိုင်တာငါတိတလောက်မိစ္ဆာနဲ့ဖျားသွေးမျိုးဆက်တောင်ဒီလိုမလုံးနိုင်ဘူးသူတို့ကြောင့်နေပေမဲ့ငါကတော့မကြောင်ဘူးချက်ချင်းပြေးဝင်သွားပြီးအာမနာတန်မြွေးနှစ်ကောင်လုံးကိုပိတ်ရိုက်တော့တာပဲမင်းတို့နိုးလာတာနဲ့ငါ့ကိုလာစင်ခေါ်ခြင်းနေမှန်းငါတိတာပေါ့ဒါကြောင့်အကိုကြီးအနေနဲ့အရင်ဆုံးလက်ဦးမှုယူလိုက်တာဘာမှလို့လဲဘာမှမမာဘူးမကျေနဲ့ရင်ထက်ရိုက်ခံရုံပဲစိမ့်တကောင်ဖြူတကောင်နဲ့မြွေလေးနှစ်ကောင်မှာပြန်ခုခံဖို့အင်အားလုံးဝမရှိရှာဘူးပြီးတော့တိုက်ပွဲအတွင်းမှာမြွေနဲ့ကြီးရိုက်လိုက်တဲ့အမိကတခါတလေပြင်းပြီးတခါတလေရှော့ရိုက်တာကိုတတိထားမိကြတယ်သူကငါတို့ကိုဒဏ်ရာရမှာဆိုလို့အရှိတ်ရှော့ရိုက်နေတာလား
လူယူရန်ကိုရှက်ရတယ်လို့ခံစားလိုက်ရပြီးစိတ်တူသွားတယ်ဒီကောင်ရဲ့တိုက်ခိုက်ပုံကလည်းတော်တော်ထူးဆန်းတဲ့မျိုးတွေကဘယ်တော့ကအမီးကိုချိန်လုံးလို့တုံးတက်သွားလို့လဲလင်းယုံစီလဲစိတ်ထဲကနေတန်တရားဝင်နေမိတယ်သူကပတ်တာလည်းမဟုတ်ကြိုက်တာလည်းမဟုတ်ဘူးပါဆက်ဟာပြီးရှာတော်မထုတ်ဘူးတကယ်ကိုထူးဆန်းတယ်အရင်တုန်းကတိုက်ဆိုင်မှုလို့ထင်ခဲ့ပေမဲ့အခုမြင်းနဲ့ကြီးကတကယ်ကိုကျွမ်းကျင်သုံးနေတာမို့တိုက်ခိုက်ရေးနဲ့စနစ်တစ်ခုရဲ့ပုံစံတောင်ထွက်နေပြီသူ့မှာမိစ္ဆာစွမ်းအားလည်းမရှိဝိညာဉ်စွမ်းအားလည်းမရှိပဲခနာကိုအင်အားတက်တက်နဲ့တင်ငါတို့ကိုဖိနှိပ်ထားနိုင်တာပဲသူတို့နှစ်ကောင်လုံးစိတ်ဆိုးပြီးအရှက်ရနေကြပေမဲ့မြင်းနဲ့ကြီးကသူတို့ကိုမထိခိုက်အောင်ညာတာပေးထားတာကိုတီးလိုက်ရတဲ့ခါမှာတော့ပို့ပြီးတော့တောင်ရှက်စိတ်ဖြစ်လာကြရတယ်စနစ်တတိပေးချက်စက်တိုက်တာဝန်အောင်မြင်ပါသည်ဆုလောက်ရရှိပါပြီဗီဇပြောင်းလဲမှတ်ကြငါနာတာဝန်အောင်မြင်လို့ဝမ်းသာနေတဲ့အချိန်မှာပဲရုတ်တရက်ကူပြင်ဘက်ကနေငှက်တောင်ပန်ခတ်တန်ကြီးကြားလိုက်ရတယ်မဖြစ်နိုင်တာဒီလောက်တောင်ကွက်တိကြလာကြီးလားတောင်ပန်ခတ်တန်ကတဖြည်းဖြည်းနီးကပ်လာပြီးငှက်အော်တန်တွေပါလာတဲ့တေချတယ်မြေဖန်းငှက်ကြီးရောက်လာပြီးဒီအတန်ကိုကြည့်ရတာငှက်ကတော်တော်ကြီးမဲ့အပြင်တကောင်နဲ့လည်းမဟုတ်ဘူးနာချက်ချင်းမဲ့အတန်မထွက်အောင်ကူဝက်စီကိုတွားပြီးအခြေအနေကိုလန့်ကြည့်လိုက်တယ်ငါနောက်ကမြေစိမ့်နဲ့မြေဖြူလဲငှက်အော်တန်ကိုကြားတာနဲ့ချက်ချင်းလိုက်လာကြတယ်ကူဝါကအရန်သိငယ်ပြီးအပြင်မှာတော့နေဝင်ရိုးတွေအချိန်ပေါ့ငါပြင်ကိုတိတ်မထွက်ရဲတာမို့ကူနန်ရန်ကိုကပ်ပြီးစောင်းကြည့်လိုက်တဲ့အခါမှာတော့တန်ချိတ်လိုကွင်းညွန့်နေရဲ့ငှက်ချေတီသုံးချောင်းကိုမြင်လိုက်ရတဲ့ခြေထောက်တွေပေါ်မှာကြေးကွန်အထက်ထက်ရှိနေပြီးအတောင်ပန်ခတ်လိုက်တိုင်းမြေကြီးနဲ့ကြောက်တုံးတွေလွင့်စင်ကုန်တော့တယ်ဒီငှက်ကြီးကငါတို့ရဲ့အနံ့ကိုရသွားပုံပဲသူ့ရဲ့ခြေသီးကြီးကငါရှိနေတဲ့နေရာစီကိုအတင်းကုတ်ဆွဲပြီးတိုးဝင်လာသလိုထက်မြက်လာတဲ့ငှက်နှုတ်သီးကြီးကလည်းဂူဝါကိုအတင်းပေါက်ချလိုက်တော့တယ်ဒီဆဲဆန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်အားပေးကြည့်ရှုခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ like နဲ့ subscribe လေးလုပ်ပေးဖို့မမေ့တဲ့အပြင် notification ခေါင်းလောင်းလေးကိုပါတခါတည်းနှိပ်ပေးခဲ့ကြပါဦးနော်ကျေးဇူးအများကြီးတင်ပါတယ်